စားဖြူခဲ့တဲ့ငယ်ချင်လေးရနင်းချောင်းလေးများတွေ့ရင်လွမ်းနေရတာနင်းကဆရာမကြည်လောက်ခံရွယ်လေးဆွဲကရင်ခုန်တန်လေးစားတဲ့စားခါတယောက်နဲ့တယောက်အခုတော့ဖြစ်တကယ်ဝေးကွာအချိန်တိုင်းမြဲတမ်းမင်းကိုလွမ်းနေရတာနင်းကဆရာမကြည်လောက်ခပြန်လာခဲ့ပါစာအန်တန်လေးချချင်သေးတာတတိယရင်ပြန်လာပြီးပါမြင်းနီလန်ကစီလို့ချုံနေမှာဆရာမလေးယာပြန်လာပြီးပါရွာချောင်းရဲ့ခေါင်းလောင်းတန်တွေချချင်သေးတာဆရာမလေးယာပြန်လာပြီးပါရွာချောင်းရဲ့စာအန်တန်တွေချချင်သေးတာစားဖြူခဲ့တဲ့ငယ်ချင်လေးရနင်းချောင်းလေးများတွေ့ရလွမ်းနေရတာနင်းကဆရာမကြည်လောက်ခံရွယ်လေးဆွဲကရှင်ခုန်တန်လေးစားတဲ့စားခါတယောက်နဲ့တယောက်ခုတော့ဖြစ်ခဲ့ဝေးကွာအချိန်တိုင်းမြဲတမ်းမင်းကိုလွမ်းနေရတာနင်းကဆရာမကြည်လောက်ခပြန်လာခဲ့ပါစာအန်တန်လေးချချင်သေးတာတတိယရင်ပြန်လာပြီးပါမြင်းနီလန်ကစီလို့ချုံနေမှာဆရာမလေးယာပြန်လာပြီးပါရွာချောင်းရဲ့ခေါင်းလောင်းတန်တွေချချင်သေးတာဆရာမလေးယာပြန်လာပြီးပါရွာချောင်းရဲ့စာအန်တန်တွေချချင်သေးတာရွာချောင်းရဲ့စာအန်တန်တွေချချင်သေးတာရွာချောင်းရဲ့စာအန်တန်တွေချချင်သေးတာချစ်ခင်မြတ်လို့ရပါတော့ဆရာမလေးတို့